မျိုးသမီးဟာငါးတကောင်နဲ့ချစ်ကြိုက်မိပြီးအဲ့ဒီငါးရဲ့ရင်သွေးကိုလွှဲထားခဲ့ပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူကဒါကိုသိသွားတဲ့အခါမှာတော့အလွန်ဒေါသထွက်သွားပြီးသူမကိုအစိတ်ရည်လို့ထင်ရတဲ့ရေတစ်ခွက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်အဲ့ဒီအမျိုးသမီးကိုဆုံးမတစ်ယောက်ရှိခေါ်ဆောင်သွားတဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရပါတော့တယ်။တကယ်တော့သူမရဲ့ခင်မွန်းဟာရေသူထီးတစ်ကောင်ဖြစ်နေခဲ့တာပါ။ရေသူမတွေဟာတဘာဝအရာကလေးမမွေးနိုင်ကြတာကြောင့်မျိုးပွားဖို့အတွက်လူသားမျိုးသမီးတွေကိုပြန်ပေးဆွဲလေးရှိကြပါတယ်။အဲ့ဒီနောက်ဆုံးမကကလေးကိုသူမစီကနေလူယူဖို့အမိန့်ပေးလိုက်ပါတယ်။ပြကလေးဖြစ်သွားတဲ့အမျိုးသမီးဟာဒီကလေးကသူမခင်မွန်းရဲ့ကလေးမဟုတ်ကြောင်းလှုပ်ခနဲပြောလိုက်မိပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါဆုံးမကကလေးကိုတက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အရေးကြီးတဲ့အချိန်ခဏမှာပဲသူမရဲ့ခင်မွန်းရောက်လာခဲ့ပါတယ်။သူဟာဓာတ်ကိုမြှောက်ပြီးကလေးရှိရာဘက်ကိုထိုးဆိုင်လိုက်ပါတယ်။မျိုးသမီးဟာကလေးကိုသူမရဲ့ခန္ဓာကိုယ်နဲ့ချက်ချင်းကာကွယ်လိုက်ပေမဲ့သူမခင်မွန်းကကလေးကိုပိတ်လှောင်ထားတဲ့ကျင်းစာအတားအဆီးကိုဖျက်ဆီးဖို့စူးစမ်းနေတာလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီအခါကျမှပဲအမျိုးသမီးဟာနားလည်သွားပါတော့တယ်။သူမရဲ့အယုတ်ဆိုးလာတဲ့ခင်မွန်းဟာတကယ်တော့သူမတစ်ချိန်ကအလွန်ချစ်ခဲ့ရတဲ့လူသားပါပဲ။သူဟာကလေးဘဝကလေးကကျင်းစာတိုက်ခံခဲ့ရတာဖြစ်ပြီးစစ်မှန်တဲ့အချစ်ကသာသူ့ကိုလူသားပုံစံပြန်ပြောင်းပေးနိုင်မှာပါ။ကလေးကိုဘေးကင်းကင်းနဲ့မွေးဖွားနိုင်ခဲ့ပေမဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကတော့ဖြည်းဖြည်းချင်းပျောက်ကွယ်လို့လာနေပါပြီ။သူမကခင်မွန်းဖြစ်သူကိုသူ့ကိုချစ်ခဲ့ရတဲ့အတွက်နောက်တမရကြောင်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွှေရောင်အလင်းတန်းတစ်ခုကသူတို့နှစ်ယောက်လုံးကိုလွှမ်းခြုံသွားခဲ့ပါတယ်။တကယ်တော့ခင်မွန်းဖြစ်သူပေးခဲ့တာကအစိတ်ရည်မဟုတ်ပဲသူ့ရဲ့သက်ဆောင်အားအင်တွေထည့်ထားတဲ့ဆေးရည်ဖြစ်နေလို့ပါ။အလင်းတန်းတွေပျောက်ကွယ်သွားတဲ့အခါခင်မွန်းဖြစ်သူဟာသူ့ရဲ့မူလလူသားရုပ်ရည်ကိုအပြည့်အဝပြန်ရရှိသွားပြီးသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖက်ထားကြပါတော့တယ်